Hello အားလုံးပဲ Happy Sunday ပါဆိုတော့ဒီနေ့ Sunday မှာဘာလို့ဖြစ်လဲဆိုတာလိုက်ကြည့်ပေးကြပါဦးရုံးမှာလောက်ဆရာလေးတွေနဲ့ရှိလို့ရုံးတော့သွားဖြစ်တယ်ပေါ့နော် Sunday ဆိုပေမဲ့လည်းရုံးရောက်တာနဲ့အလုပ်လေးလုပ်ဖို့စပြီးတဲ့အခါကျတော့ပြင်ဆင်ပါတယ်လုပ်စပွဲကနေတန်းကြည့်လိုက်လို့ရှိရင်တော့ဒီလိုမြင်ခွင့်လေးမြင်ရတယ်ပေါ့နော်ရန်တာရပါတယ်လုပ်တယ်လည်းစတက်ပြီးတော့ထိုင်နေချ coffee ဆိုင်လေးကို coffee တောက်ဖို့သွားဖြစ်ခဲ့ပေါ့နော်ဒီဆိုင်လေးကတော့တငယ်ချင်းတွေနဲ့ weekend တိုင်းမှာအမြဲထိုင်ဖြစ်တယ်ပေါ့နော်ဒီဆိုင်ရောက်ရင်တော့အများကြီးမှတောက်ဖြစ်တာတော့ lemon presso ပေါ့နော်ဒီဆိုင်ရဲ့ lemon presso ရတာကတော့လုံးဝ fresh ဖြစ်သွားစေပါတယ်လူစမခုနအပြင်မှာထိုင်နေနေရန်ပူလာလို့ဆိုပြီးအခါကျတော့အကွန်ခန်းနဲ့ပြောင်းထိုင်ပါတယ်ဆိုတော့တငယ်ချင်းတွေကိုစောင့်နေနေလို့ဆရာမရှိတော့ကိုယ့်ရုပ်ကိုပဲဖုန်းထဲမှာပြန်ကြည့်နေရန်ကြီးချင်နေပါတယ်ကိုရိုက်လို့အားရလို့တငယ်ချင်းတွေထပ်ပြီးတော့ဗီဒီယိုထပ်ရိုက်ပြီးထည့်ပေးလိုက်ပါတယ် Wow restaurant နဲ့ဝင်ပြီးတော့ outfit check Wow ချာလီတခွန်းနဲ့ပဲ my Sunday ကိုလာပါဆိုအဆုံးသတ်လိုက်ပါတယ်ဆိုတော့အားလုံးပဲ Happy Sunday ပါ